လူရာတော့တစ်ထက်ထက်ဘာကြောင့်လဲဒီမင်းကလေးဦးရတက်တက်တဲ့တီးပြရတောက်လေသူတို့ကပိုင်ရှင်မဲ့အလောင်းဆိုပြီးတချို့လိုက်ကြတယ်ခုဆိုအရိုးတော်ကြာနေတော့လို့ပေါ့အဲ့ဒါဘာမှတော့တင်းရိုင်းမှလာခုံမလို့လား